ဒီဗီဒီယိုတွေကဒီလားရှည်လေးတွေကအလူကန်ထွက်လာရင်းနဲ့ပေါ့နော်လမ်းမှာဒီပစုပေါင်းလေးတစ်လုံးကျနေရတွေ့လို့ပေါ့နော်ခလေးတွေဆိုတော့လေစော့ချင်တဲ့စိတ်ကရှိတော့ပြေးကောက်ပြီးတော့မှုတ်တယ်တဲ့တယောက်တက်လက်စီမှုတ်ကြတယ်ဒါပေမဲ့ပေါ့နော်ဒီဗီဒီယိုရိုက်တင်ပေးတဲ့အကိုကသူကတွေ့သွားရောတွေ့တဲ့အခါကျတော့ဒါပစုပေါင်းမဟုတ်ဘူးဆိုတဲ့အကြောင်းပြောပြရမှခလေးတွေကလည်းရှက်တယ်အကြောင်းလို့ကိုသုံးပြီးသွားလို့ရှိရင်လည်းတေးသေးချာချာအမှိုက်ပုံးတွေအမှိုက်အိတ်ထဲတွေစနစ်တကျဆွန့်ပစ်ပေါ်တော့လမ်းပေါ်လွတ်ပစ်တဲ့အခါကျအခုတော့မတိတဲ့ကလေးလေးတွေကယူသုံးမိပြီးတော့ယောဂဘိုးတွေရနိုင်နေရှင်ကိုရလားကိုน้องကိုဘူးစီပေါင်းမှုတ်ပြီးဘူးစီပေါင်းမှတ်ပြီးမှုတ်နေတာလမ်းကနေကောက်ကြတာလေစိတ်ညစ်တယ်ဟိုမဲ့ဘယ်လိုလဲမသိဘူးမကင်ထားတယ်ဟိုမဲ့မကြည့်လားဆရာလေးဘယ်နှကောက်ရောက်နေမကြည့်ရောဖြစ်မှာဖြစ်ရလေဗျာနော်မြင်ရတွေ့ရတာတွေကလည်းစိတ်ဆင်းရဲစရာတွေကြီးပဲဦးစင်းတို့ငငယ်တုန်းကလည်းဦးစင်းတစ်ပါးဒီလိုပဲအဲ့ဒါကိုဦးစီပေါင်းထင်ပြီးကောက်လာတယ်နော်ကျောင်းရောက်တော့သူကမှုတ်ပြီးတော့အဲ့ဒါကိုဘောပုတ်တယ်တဲ့အဲ့ဒါပြီးတဲ့တကာတွေကအရှင်ဘုရားအဲ့ဒါဦးစီပေါင်းမဟုတ်ဘူးဘာသုံးတဲ့အရာလို့ပြောပြီးတော့လွတ်ပြခိုင်းလိုက်ရတယ်နော်ဦးစင်းတို့တွေလည်းလေကိုရင်ဒီလားရှင်တွေကိုစာတင်ပေးနေုံနဲ့မရဘူးเนาะတခြားသောဘူးတုဒ္ဒတွေလည်းပေးဖို့လိုတယ်เนาะအေး1058ခုနှစ်မှာတိချကိုပဲခဲ့တဲ့ဟုတ်လားဘုရားတကားဘူးလို့ဟုတ်မနူဝမင်းကြီးမနူဝမင်းကြီးဟုတ်ဒီဖယားကြီးရဲ့တန်းကဆိုရင်ဘလောင်းကြာသွားပြီလဲဆိုတော့900နဲ့မှ66နေကြာသွားပြီဟုတ်ဒီကြောက်တဲ့ပိတ်လုံးကြီးအားဆိုရင်စာဝိတ်ခဲ့မဲ့ဆိုရင်စက်ကွက်နဲ့ပြစ်စံတယ်ဟုတ်လားတက်ကြည့်လို့ရလားဟုတ်ရချက်ပြီးသားဆိုရင်တင်မောင်40စံတယ်ဟုတ်လားခဏသမီးတက်ကြည့်လိုက်ပါခဏလေးနော်ဟုတ်တက်ကြည့်လို့ရတယ်အေးဟုတ်ပြီဟုတ်တာပဲတပည့်ပေါ်မထိုင်ရတယ်ငါထိုင်ပြီးပါရခါတော့ရတယ်မျိုးသားမျိုးသမီးတော့ဟုတ်ဒီကြောက်တဲ့ပိတ်လုံးကြီးအားဆိုရင်စာဝိတ်ခဲ့မဲ့ဆိုရင်စက်ကွက်နဲ့ပြစ်စံတယ်ဟုတ်လားချက်ပြီးသားဆိုရင်တင်မောင်40စံတယ်ဦးစင်းတို့စိတ်ထဲမှာမဆောက်မှုတို့ထင်တယ်ဖယားရဲ့တကူကြီးအောင်ဆန်တယ်ဦးစင်းတို့ခုဆူလိုက်တဲ့အလူမျိုးကြောင့်ဒီရဲ့ပကံမီရရှိရဖုံကြီးရတန်ဃာတော်ကိုဆွလောက်မိတယ်ဦးစင်းဦးစင်းတို့ခုစကားကြောင့်ဝင်လိုက်မဲ့ဆိုရင်ညောင်မင်းကြီးဆက်မှာကားရလိုက်ပြီမလားညောင်မင်းကြီးကိုတွေ့ရှိရတာဖယားကြီးနဲ့တော့တွေ့ရှိမရဘူးညောင်မင်းကြီးမှာတပိတ်ကြီးကိုတွေ့ရှိရတာတပိတ်ပြီးမှမဟုတ်ပြီးတော့ဖယားကြီးတော့တွေ့ရှိရတာအဲ့ဒါကွက်သုံးပဲကြာချုံးကြမနူဝမင်းကြီးကကြာလာပြီဒါသူဖယားကြီးစတဲ့နေရာကြာလာပြီနေသူဖယားပြီးစောနေရာကြာပြီမလို့အနီလုံးမိုင်လို့ကိုလို့ခွဲမှာကြာလာပြီလားကြာလာပြီမိပါကြီးဖယားကြီးမှာလူဝါစလာတော့သူသားအောင်မင်းနဲ့ကြာလာပြီလားကြာလာဘာလို့နဲ့ဆုရတာမလို့ဦးဒီဘက်ကဟုတ်ပြီနော်ဟုတ်မိကတော့ရရတယ်ဒါကြောင့်ပကဒီဘက်အဲ့တပိတ်ရတော့ထိုင်းမှုတော့သုံးသူဟုတ်အလေကောင်းစင်းလို့ကြောင့်မြန်တော်မြင့်တယ်ဒါဆို40နဲ့မှ6ပိတ်ရှိဟုတ်လား40ပိတ်6แล้วမှာဓာတ်တွေသွားလို့ရနော်ဒီဘက်သွားလို့ရဒါဆိုရင်မြန်တော့ဆို40နဲ့မှ6ပိတ်ရှိရဦးတယ်46ဒီဘက်မှာဟိုဘက်မှာတဆူရှိရဒီမှာတဆူဒီမှာ3ဆူရှိရဒီဖေးရိုင်းမှာဟုတ်ဒါကြောင့်ဦးစင်30ပဲချလာမှာပဲရှိတယ်30ပဲချလာမှာဟုတ်ညံတော့ဟောဒီဘက်ကပြန်ထပ်ဒီဘက်ကထပ်ဒီဖေးရမှာဆိုခုနဒီလက်ရေနဲ့တော့နည်းနည်းနီးရခုနဆိုဒီရှိရေတက်တယ်လေဟိုရေကြီးွာဆိုဒီတော့ဒီမှာဆိုရေကြောက်ွာဆိုကြောက်မှုကြောင်ကြီးကိုးကောင်ရတယ်ငလေးဖြစ်တော့မှဖျက်ရိုက်သေးတယ်ငင်းတော့မထီဘူးနော်ဟောကြောက်မှုကြောင်ကြီးကိုးကောင်ရတယ်ချစ်ကောင်ကြောင်ရေကြလွတ်သွားခဲ့ဟုတ်လားဟိုဒီကကောင်းမီးကြောက်တစ်ကောင်ကျတဲ့ကဂျိုင်းဆိုင်ဆိုဖျက်ရိုက်တဲ့ဘက်ပါခိုင်းတာအေးငါလည်းမတွေ့ရတာကောင်းနေပြီငါဖမ်းအောင်နော်ချက်ဦးစင်းတော့ခေါင်းဝေဒနာရှိသူကောက်သုံးချင်နေအဲ့ဒီဦးစင်းတော့ကောက်သုံးချင်နေပြောတော့အဲ့လိုလားဟုတ်ငင်းလို့ကဒီဘက်တိတ်မှန်ဘူးမထီဘူးဟိုဘက်ကဖျက်ရတယ်နည်းနည်းထီပါဟုတ်တယ်